Mobile Legends မှာဆိုရင်တင်းလိုက်ချတဲ့အခါမှာကိုတင်းရဲ့ front line မှာတစ်စေးပဲ stand တွေ initiator တွေနဲ့ခေါင်းတိုးပေးရတာတွေ ultimate AoE spell တွေနဲ့တစ်ဖက်တင်းကိုဖြိုခွဲရတာတွေကလက်ရှိ run မှာတော်တော်များများဘယ်လိုဆော့အောင်လဲဆိုတော့သိလိုက်ကြတယ်အဲ့တော့ဒီ video လေးမှာအဲ့လို front line တက်နေတဲ့မှာတိတ်ရွေးချယ်ပြီးဂိုင်းလေးမရှိတဲ့ ultimate AoE တက်နေတဲ့ကဆော့ကောင်းနေတဲ့ hero တချို့ကိုကျွန်တော်ကဒီ video လေးမှာပြပြပေးပါမယ်ပထမဆုံး hero တစ်ကောင်ကတော့ Velarret က Golden ရဲ့ Massman တွေအတွက်ကတော့တကယ်အိမ်မဆိုးတစ်ကောင်လို့ပြောရမယ်။ဒါကို Golden နာဆော့ရဲ့ brother ရဲ့အနေနဲ့ Velarret လို hero ကိုပြစ်တဲ့အခါမှာခံမှုကြလိမ့်မယ်လို့တော့ထင်တယ်။နောက်ပြီးသူ့ရဲ့ spell vengeance ဖွင့်ပြီးမြန်မာလိုကြီးခေါင်းထုတ်လိုက်ရင်ကိုတင်းရဲ့ Massman တွေအနေနဲ့ဘယ်လောက် damage ပေးနိုင်ပြန်ပြေးရတဲ့အရာကြီးကတော်တော်လေးကိုဆိုးတယ်။နောက်ပြီး battle မှာဆိုတာကသူ့ရဲ့ skill 1ပဲ။ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့ skill 1 AoE CC ဖြစ်တဲ့လျောက်တခြားသော hero တွေလိုတစ်စေးပဲပေးတာမျိုးမဟုတ်ဘဲနဲ့ Velarret ရဲ့ skill 1ထိလိုက်တာနဲ့ကိုယ့်ရဲ့ hero ကစက္ကန့်ပိုင်းလောက်အာဝါပြီး Velarret ရဲ့ skill 1မိလိုက်တဲ့အတိုင်းပြန်လှည့်သွားတဲ့အရာကိုတင်းရဲ့ damage ထိလိုက်တဲ့အတွက်တော်တော်လေးကိုတိုင်ပတ်စေတယ်ပြီးတော့သူ့ရဲ့ ultimate area တစ်စေးပဲရလဲ10 fight battle တွေမှာတော်တော်လေးကိုဆိုးတယ်ဥပမာတိုက်ွယ်လို့ AoE တစ်စေးပဲဖမ်းနိုင်ခြင်းတူတူဆိုပေမဲ့ Velarret ရဲ့ AoE area တစ်စေးပဲက range တော်တော်လေးကျတာကြောင့် battle ဆန်လိုက်တိုင်းမှာတစ်ဖက်တင်းရဲ့ carry hero အနေနဲ့တော်တော်လေးကိုစေးဆိုးရတယ်အကယ်၍မိသွားခဲ့ရင်လည်း AoE တစ်စေးပဲဖြစ်တာကြောင့်စက္ကန့်ပိုင်းလောက်မူသွားပြီး damage ဝိုင်းပေးတာကိုခံရနိုင်တယ်အဲ့လို10 fight battle တွေမှာအရန်အသုံးဝင်တဲ့ ultimate cooldown ကလည်းအားလီလိုအချိန်မှာစက္ကန့်90နဲ့ late game လိုအချိန်မှာ42စက္ကန့်ပဲကြာတာဆိုတော့ Velarret လို hero အသင်းရဲ့ front line မှာထားဆော်လဲတော်တော်လေးကိုကောင်းတဲ့ hero တစ်ကောင်လို့တော့ပြောရမယ်နောက် hero တစ်ကောင်ကတော့ Tiger ဆိုတဲ့ hero က battle မှာခေါင်းတူးလွယ်လဲရတယ်လို့ goal line နာ Massman ကို cover ပေးရမှာလဲရှေ့ကနေ vision အပြစ်ပေးနိုင်တဲ့ Roma တစ်ကောင်ဖြစ်ပါတယ်နောက်ပြီးသူ့ရဲ့ spell ကလည်းတစ်ဖက်အသင်းဘက်က hero တွေအနေနဲ့တစ်ခါလောက်မိဘူးရရင်နောက်တစ်ခါဝင်ဖို့ကကြောက်တတ်ကြတယ်အဲ့ဒါကတော့ Tiger ရဲ့ ultimate ဖြစ်တဲ့ Implosion ပါဒီ ultimate ကအသင်းအတွက်တော်တော်လေးကိုကောင်းဝင်မဲ့ပွဲရဲ့အနိုင်ရှုံးကိုဖန်တီးပေးရမှာကကိုတိုင်းဆောင်းမဲ့သူကအဓိကပဲဟာသူ့ရဲ့ spell ဒါဘယ်လောက်ကောင်းကင်တဲ့သူအနေနဲ့တော်သားလို့ on တော့မပါလာရင်တော့ဒီလို hero ကင်ထားလဲရှုံးမှာမလို့ brother အနေနဲ့ဒီ hero ကိုကျွမ်းကျင်အောင်အရင်လုပ်ဖို့ပြောချင်ပါတယ် brother အနေနဲ့ရောဘယ် AoE တန်းတွေက brother အတွက်ပိုပြီးဆင်ပြေလဲဆိုတော့ comment မှာဝင်အောင်ရေးသားခဲ့လို့ရပါတယ်